မင်္ဂလာပါကလေးတို့ရေ resilient နဲ့အတူပတ်ဝန်းကျင်အကြောင်း drug ထုတွေအကြောင်းအာကာသအကြောင်းနဲ့အခြားသောသိပ္ပံနဲ့ဆိုင်ရာအကြောင်းတွေကိုအတူတူလေ့လာဖို့ ready ပဲလားဒီနေ့မှာတော့ကလေးတို့အတွက်စိတ်ဝင်စားစရာကောင်းတဲ့ခေါင်းစဉ်လေးတစ်ခုကိုယူဆောင်လာခဲ့ပါတယ်ဒီနေ့လေ့လာမယ့်ခေါင်းစဉ်လေးကတော့အောက်ဆီဂျင်ဆိုတာဘာလဲဖြစ်ပါတယ်ဆိုအောက်ဆီဂျင်ဆိုတာကကြားဘူးကြလိုက်မယ်ဒါပေမဲ့အောက်ဆီဂျင်ဆိုတာဘာလဲဆိုတာကိုတိတိကျကျမသိသေးဘူးဆိုရင်တူတူလေ့လာကြည့်လိုက်ရအောင်နော်အောက်ဆီဂျင်ဆိုတာအယောင်မဲ့အနက်မဲ့အရသာမဲ့ဓာတ်ငွေ့တစ်မျိုးဖြစ်ပြီးကမ္ဘာမြေကြီးပေါ်မှာရှိတဲ့သက်ရှိတိရစ္ဆာန်တွေလူသားတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ဓာတ်ငွေ့တစ်မျိုးဖြစ်ပါတယ်။တာမန်အပူချိန်နဲ့ပုံမှန်လေထုဖိအားအောက်မှာအောက်ဆီဂျင်အက်တမ်နှစ်ခုဟာပေါင်းစပ်သွားပြီးဒိုင်းအောက်ဆီဂျင်လို့ခေါ်တဲ့အယောင်မဲ့အနက်မဲ့အရသာမဲ့ဓာတ်ငွေ့ကိုဖြစ်ပေါ်စေပါတယ်။အောက်ဆီဂျင်ဟာလောင်ကျွမ်းမှုကိုပုံမအားကောင်းစေပြီးသက်ရှိတိရစ္ဆာန်လူသားတွေအသက်ရှင်ဖို့အတွက်မရှိမဖြစ်အရေးပါတဲ့ဓာတ်ငွေ့တစ်မျိုးလည်းဖြစ်ပါတယ်။ဓာတ်ထုထဲမှာအောက်ဆီဂျင်မရှိရင်မီးမလောင်နိုင်ပါဘူး။ဒါဆိုအောက်ဆီဂျင်ကဘာလဲဆိုတာသိသွားပြီလို့ယုံကြည်ပါတယ်။နောက် lesson တွေမှာတော့အောက်ဆီဂျင်ကလူသားနဲ့အခြားသောသက်ရှိသတ္တဝါတွေရဲ့ဖြစ်စဉ်တွေမှာဘယ်လောက်ထိအသုံးဝင်လဲဆိုတာကိုအတူတူလေ့လာကြည့်ရအောင်နော်။